ဝင်ကြီးကိုယ်တိုင်လာရောက်တက်ရောက်မဲ့မြန်မာနိုင်ငံအကြီးဆုံးရာမဖះเจ้าတိတ်ထိရေစင်တွန်းလောင်းပွဲတော်နှစ်တရာကျော်ကြာနေပြီဖြစ်တဲ့မြန်မာနိုင်ငံအကြီးဆုံးရာမဖះเจ้าကိုတော့ခန်းခန်းနာနာပြုပြင်နေပြီးတော့9နှစ်ကြာတဲ့အချိန်မှာပြန်လည်ဖွင့်လှစ်တော့မှာပါဒီလ2လပိုင်း22ရက်နေ့မှာတော့ကွန်ပါပရှိကုန်းလုံးခေါ်တဲ့တိတ်ထိတင်ပွဲကိုခန်းခန်းနာနာကျင်းပသွားမှာပဲဖြစ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကတော့ဒီဖះเจ้าကမြန်မာနိုင်ငံမှာရှိတဲ့ရာမဖះเจ้าတွေထဲကအကြီးဆုံးပဲဖြစ်ပါတယ်ရုပ်ထုတွေကလည်းအသက်ဝင်နေသလိုဖြစ်နေပြီးတော့ကြီးရတာနဲ့ကြက်သိန်းထားစရာကောင်းနေပါတယ်ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတာကတော့ဒီရုပ်ထုတွေက6ပေကနေ12ပေလောက်ထိကိုကြီးနေပါတယ်22ရက်နေ့တနင်္ဂနွေနေ့မှာတော့အိန္ဒိယနိုင်ငံကပုံနာတွေကလာပြီးတော့ဂင်းကမြေကြီးနဲ့ဒီဖះဆင်းထုတဲ့တွေကိုတိတ်ထိတင်ရေလောင်းမှာပါရေလုံးပြီးသွားရင်လည်းကြည်မြင့်တိုင်မြို့နယ်အပါဝင်လမ်းမတော်ကြောက်တရဘိုးထောင်ဗဘဲရန်ပဇွန်တော်မင်္ဂလာတောင်ညွန့်မြို့နယ်9ခုမှာဖះလှဲ့မှာပါဖះเจ้าကိုလာရောက်မဲ့ဧည့်သည်တွေအတွက်လည်းလူမျိုးဘာသာမို့ရေစားသုံးနိုင်အောင်ဆိုပြီးတော့တစ်နေ့လုံးတက်တက်လို့ထမင်းကိုကျွေးမွေးသွားမှာပဲဖြစ်ပါတယ်ဒီရာမဖះเจ้าရဲ့အကြောင်းကိုပြောရမယ်ဆိုရင်ဒီဖះเจ้าကိုတော့1918ခုနှစ်မှာစတင်ခဲ့ပြီးတော့1928ခုနှစ်မှာအပြီးတတ်ခဲ့ပါတယ်ရှင်းရှင်းလေးပြောရမယ်ဆိုရင်ဒီဖះเจ้าကိုတိဆောက်ဖို့အတွက်အချိန်က10နှစ်တောင်ကြာခဲ့တာပါစိတ်မကောင်းစရာကောင်းတာကတော့ရာသီဥတုတန်နေကြောင့်ဒီဖះเจ้าကြီးကတော်တော်လေးကိုပျက်စီးခဲ့သလို1988ခုနှစ်မှာတေချာလေးကိုပြန်ပြုပြင်ခဲ့ပါတယ်ဒါပေမဲ့နှစ်30ကျော်ကြာတဲ့အချိန်မှာတော့ဒီအခက်အခဲတွေအများကြီးကြောင့်ပဲဖះเจ้าကြီးကိုဖြိုချပြီးတော့အသစ်တေချာလေးပြန်လဲဆောက်လုပ်ထားပါတယ်အခုချိန်မှာတော့ဖះเจ้าတစ်ခုလုံးကအစင်သစ်ဖြစ်နေပြီးတော့22ရက်နေ့မှာတော့ဖះเจ้าအသက်ပြန်ဝင်လာအောင်ဆိုပြီးတော့ကွန်ပါဖီရှိကုန်းလုံးခေါ်တဲ့တိတ်ထိတင်ပွဲကိုခန်းခန်းနာနာကျင်းပသွားမှာပဲဖြစ်ပါတယ်ဖះเจ้าရဲ့လိပ်စာကတော့ကြည်မြင့်နိုင်ကာနာလန်နိဗ္ဗာန်လာတော့အမှတ်392မှာရှိနေပါတယ်လူမျိုးဘာသာမရွေးလာရောက်ဖူးမြော်လို့ရပါတယ်ဒီဗီဒီယိုကို like and share လုပ်ခြင်းအဖြစ်ဒီဖះပွဲကိုလူသိများလာအောင်ကူညီလို့ရပါတယ်ကျွန်တော်ကတော့ဘူးတရိုင်မြောက်ပြီးတော့ကိုစော်ထအောင်ပဲဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ